တွဲ GD IT ဆက်စီအောင်မြင်ရတဲ့ကျောင်းသားကျောင်းသူတွေအတွက်အရန်ကိုစိတ်လှုပ်ရှားဖို့ကောင်းတဲ့တင်ကားလေးတစ်ခုရှိပါတယ်။မြန်မာနိုင်ငံမှာပဲနေရင် UK အစိုးရတက္ကသိုလ်ကပေးတဲ့ဘွဲ့တစ်ခုကိုရယူနိုင်မယ်ပြင်နိုင်ငံတကာကအသိအမှတ်ပြုထားတဲ့ American Certificate တစ်ခုကိုပါတပြိုင်နက်တည်းရယူနိုင်မယ်ပြင်လေးရှိနေပါပြီ။ဒါကတော့ British United College မှာဖွင့်လှစ်ထားတဲ့ International Foundation တန်းပဲဖြစ်ပါတယ်။ဒီ Foundation Program ရဲ့အထူးခြားဆုံးနဲ့မြန်မာနိုင်ငံမှာပထမဆုံးဖြစ်တဲ့အချက်ကတော့ US အခြေစိုက် EC Council ရဲ့ module ကိုဘာသာရပ်တစ်ခုအနေနဲ့ထည့်သွင်းသင်ကြားပေးသွားမှာဖြစ်ပါတယ်။ EC Council ဆိုတာဘာလဲပေါ့နော်။ EC Council ဆိုတာ American ပြည်ထောင်စုမှာအခြေစိုက်ပြီးကမ္ဘာတစ်ဝန်းနာမည်ကြီးကုမ္ပဏီကြီးတွေဖွဲ့စည်းရပါလက်ခံအသိဉာဏ်ပြုထားတဲ့ Cyber Security နဲ့ IT နည်းပညာဆိုင်ရာထိပ်တန်းဖွဲ့စည်းတစ်ခုပဲဖြစ်ပါတယ်။အမိုက်ဆုံးအခွင့်အရေးကတော့ BUC မှာတက်ရောက်နေတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ဒီ EC Council ရဲ့ Certificate ကိုရယူနိုင်ဖို့ exam fee လုံးဝပေးသွင်းစရာမလိုပဲ free ဝင်ရောက်ဖြည့်ဆို့ခွင့်ရရှိမှာပဲဖြစ်ပါတယ်။ကျောင်းပြီးလို့လုပ်ငန်းငွေဝင်တဲ့အခါကိုယ့်ရဲ့ resume ထဲမှာဒီ EC Council Certificate တာပါခဲ့မယ်ဆိုရင်တခြားသူတွေထက်နှိုင်းယှဉ်လို့မရတဲ့အားသာချက် competitive advantage ကိုရရှိမှာပဲဖြစ်ပါတယ်။ဒါအပြင် BUC ရဲ့ Foundation တန်းမှာ academically strong ဖြစ်အောင်စနစ်တကျသင်ကြားပေးသွားမယ်ပြင်တက္ကသိုလ်ပညာရေးနဲ့လုပ်ငန်းခွင်မှာမရှိမဖြစ်လိုအပ်တဲ့ personal development ဘိုင်းတွေကိုပါသင်ချလေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်။ Innovative learner ဖြစ်စေဖို့ critical thinking skill, presentation skills နဲ့တက္ကသိုလ်မှာစာရင်းကောင်းတွေရေးသားနိုင်မှုအတွက် academic English preparation စတာတွေကိုပါအသေးချာလေ့ကျင့်ပြောထောင်သင်ကြားပေးသွားမှာပါ။ပြည်တွင်းမှာပဲ UK Bachelor Degree ရတဲ့အထိတက်ရောက်လို့ရတယ်လို့ဒီ Foundation တန်းပြီးဆုံးသွားလို့နိုင်ငံခြားကို overseas transfer ဆက်သွားခြင်းတဲ့သူတွေအတွက်လည်း BUC ကနေ free service နဲ့အစအဆုံးချိတ်ဆက်လုပ်ဆောင်ပေးသွားမှာပဲဖြစ်ပါတယ်။ဒါကြောင့်အရေးသွေးပြေးွားတဲ့နိုင်ငံတကာပညာရေးရဲ့လုပ်ငန်းခွင်မှာအသုံးဝင်မဲ့ EC Council လက်မှတ်ရဲ့ UK အစိုးရတက္ကသိုလ်ဘွဲ့ရဲ့ရယူခြင်းနဲ့ဆိုရင်တော့ BUC ရဲ့ International Foundation တန်းကိုအခုပဲဆက်သွယ်ဆောင်ရွက်လို့ရပါပြီနော်။